အားလုံးပဲမင်္ဂလာပါခင်ဗျာ basic knowledge share ကရင်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ YouTube thumbnail ပြုလုပ်နည်းနဲ့ channel မှာ video တင်နည်းလေးပြောပြပေးပါလားမောင်လေးတဲ့ဒီ discussion နဲ့ပြောထားတဲ့အမကိုဒီနေ့ reply ပြန်ပေးမယ်ဒီညမှာကျွန်တော်ပြောချင်တာမိတ်ဆွေတို့က YouTube thumbnail ဆိုတာဘာလဲလို့မသိသေးတဲ့သူတွေကိုပါထပ်ပြီးရှင်းပြလိုက်မယ် thumbnail ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ရဲ့စာအုပ်မျက်နှာဖုံးဖြစ်ပါတယ်အဲ့ဒီစာအုပ်မျက်နှာဖုံးမှာစိတ်ဝင်စားမှုရှိမှသာလေကျွန်တော်တို့ရဲ့ဗီဒီယိုကဝင်ကြည့်မှာပေါ့နော်။ thumbnail ကအရင်လည်းအဓိကကြပါတယ်။တကယ်လို့ thumbnail ကဆွဲဆောင်မှုမရှိရင်မိတ်ဆွေရဲ့ဗီဒီယိုကိုဝင်ကြည့်ဖြစ်မှာမဟုတ်ပါဘူး။အဲ့တော့ဒီဟာကလည်းအရင်အရေးကြီးတာဖြစ်တဲ့အတွက်ဒီကမေးထားတဲ့အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုနိုင်လည်းဒီဗီဒီယိုကိုလုပ်ပေးခြင်းနေတာကြာကြီးပေါ့နော်။သို့တော့ကျွန်တော်မအားတာနဲ့ကျွန်တော်ဒီတခြား fly နေနဲ့ပဲရှုပ်သွားတာနဲ့ကျွန်တော်ဒါတွေကိုမလုပ်ဖြစ်ဘူးပေါ့နော်ကျွန်တော်အရင်နေ့ကနဲ့ကျွန်တော်ပြောပြခဲ့ဘူးတဲ့ကျွန်တော် thumbnail ထည့်နေတင်ပေးပါမယ်ဆိုပြီးကျွန်တော်မတင်ပေးဖြစ်ဘူးအခုဒီတစ်ခေါက်တော့ကျွန်တော်တင်ပေးလိုက်မယ်တော့မိတ်ဆွေတို့စိတ်ပါဝင်စားဖြစ်အောင်လို့ကျွန်တော်ကဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးထားပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြချင်တာကအပိုင်းတစ်ခုခွဲပြီးတော့ကျွန်တော်ဗီဒီယိုကိုကျွန်တော်တင်ပေးမယ်အဲ့တော့ကျွန်တော်တို့က thumbnail ကိုတေချာဆွဲတက်ပြီးဆိုမှကျွန်တော်တို့ရဲ့ဗီဒီယိုမှာစနစ်တကျတင်တာကိုကျွန်တော်တို့ဒီ thumbnail ထည့်နည်းတွေကိုထပ်ပြီးပြောပြမယ်ဆိုတော့ဒီနေ့တော့ YouTube thumbnail ဆွဲနည်းကိုပြောပြပေးပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်ကဒီနေ့မှာကျွန်တော် software နှစ်ခုကိုအသုံးပြုပြီးတော့ရှင်းပြပေးပါမယ် content creator သမားတွေရောဘာပဲလုပ်ပေါ့နော်ဒီ thumbnail ဆွဲတဲ့နေရာမှာပြုလုပ်တဲ့ဒီ canvas အကြောင်းကိုပြောပြမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟိုပေါ့နော်ဓာတ်ပုံပဲဖြစ်ဖြစ်ကိုယ့်ရဲ့နောက်ခံပြောင်းတာပဲဖြစ်ဖြစ်အကုန်လုံးကိုကျွန်တော်တို့ကဒီဖြည့်ညက်ကတ်လုပ်မယ်ပေါ့နော်ဖြည့်ညက်ကတ်တွေပါလေလုပ်ပြီးတော့ကျွန်တော်တို့က edit လုပ်ပြီးကျွန်တော်တို့ကတင်မယ်ပေါ့ဆိုတော့အဲ့တော့ကျွန်တော်တို့ကနောက်ထပ်တစ်ခုအနေနဲ့ကတော့ဒီ pixel နဲ့ဒီ camera နဲ့ဒီနှစ်ခုကိုကျွန်တော်ရှင်းပြပေးပါမယ်အဲ့နှစ်ခုနဲ့အသုံးပြုပါမယ်အဲ့တော့မိတ်ဆွေတို့မှာအဲ့ software မရှိသေးဘူးဆိုရင်အရင်ဆုံးသွား down လိုက်ပါပေါ့နော်အဲ့ down တာကိုတော့ကျွန်တော်မရတော့ဘူးပေါ့နော်ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့ပါအဲ့တော့ကျွန်တော်တို့ကဒီ software နှစ်ခုရပြီဆိုရင်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတာကိုဒီဗီဒီယိုလေးမှာစကြည့်မယ်အရင်ဆုံးမိတ်ဆွေတို့မှမရှိရင်တော့ Canva ကိုတော့ down တာပေါ့နော် software နှစ်ခုလိုပါမယ်ဒီ Canva ရဲ့ပြီးလို့ရှိရင်ဒီက Pixel ရဲ့ပေါ့နော်ဆိုတော့ဒီ Canva ကိုကျွန်တော်အရင်ဆုံးရှင်းပြမယ်အဲ့တော့ကျွန်တော် login ဝင်လာပြီမပြတော့ဘူးမိတ်ဆွေတို့လောက်တော့မယ်ထင်တယ်ပေါ့နော် software ကိုတော့ down ပြီးသွားရင်ဒီကိုယ့်ရဲ့ Gmail account တွေပါထည့်ပြီးဝင်လို့ရပြီပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီလိုပုံစံပေါ်လာပြီပေါ့ဒါကဒီကျွန်တော်တို့ thumbnail ရဲ့မျက်နှာပြင်ပေါ့နော်ပေါ်နေတဲ့မျက်နှာပြင်ပုံစံလေးတွေဒီနေရာမှာမိတ်ဆွေတို့သတိထားရမှာဒီလိုပေါ့နော်ကင်းပုံစံလေးတွေနဲ့ဆိုရင်မယူပါနဲ့ပေါ့နော်ဒီမှာကင်းပုံစံလေးနဲ့မြင်မယ်ထင်တယ်အဲ့ဒီနေရာမှာကယူလိုက်ပြီဆိုလို့ရှိရင်ဟိုက free သုံးလို့မရဘူးပေါ့နော်ပတ်စံပေးပြီးသုံးရတဲ့ဥစ္စာတွေပေါ့နော်အဲ့ဒါတွေကဥပမာကျွန်တော်တို့ကကိုယ် food blogger ဆိုရင် food blogger နဲ့ပတ်သက်တဲ့ဥစ္စာဒီမှာရှိတယ်ကျွန်တော်တို့ဒီမှာဘာအတွက်ထဲမှာလဲပေါ့နော်ကိုကဒီပစ္စည်းရောင်းဝယ်တဲ့ဥစ္စာဆိုလဲပစ္စည်းရောင်းဝယ်နဲ့ပတ်သက်တဲ့ဥစ္စာရိုက်ထည့်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ကဒီမှာ content creator ပေါ့နော်မကွန်ရိုက်ထည့်ပြီးသွားပြီဆိုရင်ဒီမှာ site ပေါ့နော် site ကကျွန်တော်တို့ကဒီမှာ YouTube အတွက်လားဒီ Facebook အတွက်လား Instagram အတွက်လားပေါ့နော်ဒီ TikTok အတွက်လားကိုကဘယ်အတွက် thumbnail ဆွဲမှာလဲပေါ့နော်ဥပမာ YouTube အတွက်ဆိုရင် YouTube အတွက် thumbnail ထည့်မှာပေါ့နော်ဥပမာကျွန်တော်တို့ကဒါဆိုရင်ဒီမှာဆို YouTube ပေါ့နော်ဆိုတော့ YouTube site ပေါ့အဲ့တော့ YouTube site နဲ့ပေါ်ကြလာပြီYouTube site နဲ့ကြာလာပြီဆိုရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်လက်ကိုစိုးကျွန်တော်ပြလိုက်မယ်ဒီဟာပေါ့ကျွန်တော်ဒီလိုပုံစံဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်ဒါသူ့ရဲ့ပုံစံလို့ဒါသူဆွဲထားပြီးသား thumbnail ပေါ့နော်သူဆွဲထားပြီးသား thumbnail ကိုကျွန်တော်ပုံလေးပြန်ပြောင်းမယ်ပေါ့ဥပမာအဲ့ပုံလေးကိုလက်လေးထောက်ပြီးသွားရင်ဒီအောက်က play တဲ့နှိပ်ပြီးသွားရင်ဥပမာကျွန်တော်ပုံတစ်ပုံထည့်ပြလိုက်မယ်ဒီလိုပေါ့နော်โอเคအဲ့ဒါဆိုရင်ဒါကပုံထည့်တာပေါ့ဒီဘက်မှာဆိုရင်စာသားတွေပါတယ်ကိုကပြန်ပြောင်းမယ်ဆိုရင်အဲ့ဒီနေရာလေးကိုလက်လေးတစ်ချက်ထောက်ပေါ်ဒီအောက်ဆုံးမှာ edit ရှိရပေါ့နော်ဒီ edit တွေဝင်ပြီးကိုပြောင်းပေါ့နော်ဥပမာအကျဉ်းတော့ရေးပြလိုက်မယ်နော်โอเคဒီလိုလေးပေါ့နော်ကျွန်တော်တင်ပြပေးတာအဆင်ပြေလားပေါ့မကျွန်တော်ထင်သာမြင်သာဖြစ်အောင်ပြလိုက်ဆိုတော့ဒီလိုဆိုရင်ဒါတစ်ချောင်းနဲ့ပေါ့နော်ဒီလိုဆွဲဆန်းလိုက်မယ်ဆိုရင်ဒီညာလေးကိုဆွဲဆန်းလိုက်မယ်ဆိုရင်တစ်ချောင်းနဲ့ပဲဒီလိုမျိုးလေးသွားလိုက်မယ်ဆိုရင်ဒါဆိုရင်နည်းနည်းလေးနှစ်ချောင်းဖြစ်သွားပါတော့စာအုပ်ပေးတို့ပြီးတော့သူကနှစ်ချောင်းဖြစ်သွားပါတော့ဟိုဒီဘက်မှာကျတော့ font ပေါ့
ဒီ font ကကျတော့ဒီအင်္ဂလိပ်စာတွေပါဆိုရင်တော့ဒီ font တွေပါတွေကပြောင်းလို့ပိုကောင်းတယ်ပေါ့ဥပမာအမျိုးမျိုး လိုက်ပြောင်းတယ်ပေါ့ font design လေးတွေဆိုတော့မြန်မာစာကတော့တိတ်ပြီးတော့ထွေထူးထူးမရှိဘူးပေါ့ဆိုတော့ဒါပါဒါဒီဘက်ကကာလာပေါ့နော်ကိုယ့်ရဲ့ဒီ font ဒီစာသားကာလာပေါ့ကာလာကိုဒီမှာကိုဘလို့ထည့်ချင်တယ်ပေါ့ကိုလိုချင်တဲ့ကာလာကိုဒီဘက်အစွန်ဆုံးကနေရာမှာလဲကိုလိုချင်တယ်လိုက်ဆွဲထည့်လို့ရတယ်ဥပမာဒီကာလာနဲ့လိုက်လာပဲကာလာနဲ့လိုက်လာလို့ကြည့်ရှင်နေဆိုရင်ဒီလိုလေးလိုက်ကြည့်ပေါ့နော်ဥပမာဒါဆိုရင်တော့ထင်သားမြင်သားဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီစာလေးထည့်တက်မယ်ဒီပုံလေးထည့်တက်မယ်ဆိုရင်ဥပမာဒီအောက်ကစာလေးတွေကကိုနဲ့အဆက်မလို့ဘူးဆိုလေဒီညာလေးကိုလိုက်ထောက်ပြီးတော့ရင်ဒီမှာဖြတ်လိုက်ရုံဥပမာဒါကိုမလို့ချင်ဘူးဆိုလေဒါလေးကိုလက်လေးထောက်ဒီပုံမှာအမိုက်ပုံစံလေးနဲ့ပေါ့နော်အဲ့ဒါလေးကိုဖြတ်လိုက်ပြတ်သွားပြီပေါ့နော်ဒီမှာကိုကဖြတ်လိုက်တာမှားသွားရဆိုရင်ဒီပေါ်ဆုံးမှာမြားလေးရှိတယ်ဒီမှာကြည့်လိုက်အဲ့ဒါလေးကိုပြန်နှိမ့်လိုက်ပြတ်သွားပြီကိုခုနအတိုင်းမှန်နေဆိုရင်လည်းအရှိပြန်ဆက်သွားမှာတွေ့လားဒီဘေးမှာသူပြထားတဲ့ဒီဟာလေးတွေမီးကွက်ကြောင်းလေးတွေဒီကွက်လေးတွေလည်းဖြောက်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ကသူ့ပုံစံအတိုင်းကိုကြိုက်နေပြီဆိုရင်တော့မှကိုအနောက်ရဲ့ဒီကာလာအေးကိုမကြိုက်ဘူးဆိုရင်အနောက်ကိုထောက်ပြီးသွားရင်ဒီအောက်ကနှိပ်ပြီးသွားရင်ဒီမှာကိုပုံပေါ့နော်ဒါပဲထည့်ပြလိုက်မယ်ဒီမှာလားအနောက်မှာကိုပုံလေပေါ့နော်ဒါဒီကအနောက်ကကျွန်တော်ပုံရမလှဘူးနော်သူ့ပုံတိုင်းပဲဥပမာဒါကိုပဲကျွန်တော်တို့ကထုတ်လိုက်မယ်ဆိုရင်လည်းဒီအောင်မှနှိပ်လိုက်ရင်ဒါဆိုရင်တစ်ခါတည်း glady တဲ့တန်းရောက်တယ်ပေါ့နော်ဒီလိုဥစ္စာလေးပြည့်သွားပြီဆိုရင်တော့ရောက်ပါပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ထပ်တစ်ခုထပ်ပြောပြမယ်နောက်တစ်ခုက page select မင်းဆို